ဆုံးသွေးရချီလေးဟာရှင်သန်နေမယ်မြေရန်သွတ်တင်ကထားလိုက်ပါမယ်တန်ဖိုးဖြစ်မရတဲ့ခိုက်သမျှတဲ့ဖေးမြတ်တာတွေနဲ့ကြည်ပြင်းလာခဲ့သူလူလာမြောက်ဖို့သွန်သင်ဆုံးမပြုပြင်ပေး